ရန်ကုန်မှာဆိုရင်တော့ရွှေတောင်ကြားမန္တလေးမှာဆိုရင်တော့ရဲမွန်တောင်ပြင်ဦးလွင်မှာဆိုရင်တော့ရက်ကွက်ကြီး6တကယ်ကိုမှပြင်ဦးလွင်မှာ frame အမြင့်ဆုံးရက်ကွက်တစ်ခုဖြစ်တဲ့မြို့ဟောင်းဂရန်မြေလည်းဖြစ်ပြီးတော့ဗိုလ်တီဇလမ်းကိုမေးတင်ထားတဲ့မြေကွက်လည်းဖြစ်တယ်စာပန်းအိမ်မေမြို့တကယ်ကိုမှနာမည်ကြီးတဲ့ကိုပိုင်ကျောင်းရဲ့အနီးမှာတည်ရှိတယ်ညာစည်းတန်းကိုဆိုရင်လည်းဒီမြေကွက်ကနေပြီးတော့လမ်းလျှောက်သွားလို့ရမယ်ဒီမြေကွက်ရဲ့ဘေးနားမှာလည်းဘားကလည်းရှိပြီးသားတကယ်ကိုမှပြင်ဦးလင်မြို့မှာအချက်ချာတွေကြပြီးတော့နေရာကောင်းမှာတည်ရှိတဲ့ဂရန်မြေလေးတစ်ခုနဲ့ကျွန်တော်အခုမိတ်ဆက်ပေးပါမယ်ဗျဒီနေရာကပြင်ဦးလင်မြို့ရဲ့တကယ်ကိုမှ frame အမြင့်ဆုံးရက်ကွက်တစ်ခုဖြစ်တဲ့ရက်ကွက်ကြီး6မှာတည်ရှိမယ်နေရာကလည်းရိတ်တာလမ်းကိုမေးတင်ထားတဲ့ချမ်းအကျယ်ဝန်းနေနဲ့ကမျက်နှာစာကပေ60ရှိမယ်အနောက်ကိုဘေးနှစ်ဖက်အရှည်ကပေ60ရှိပြီးတော့60ပတ်လေပုံမှာတည်ရှိတဲ့ဂရန်မြေတစ်ခုလည်းဖြစ်တယ်စာရွက်စာတမ်းအနေနဲ့လည်းကောင်းမယ်ဂရန်ကလည်းဂရန်တက်တန်အသစ်နဲ့ဖြစ်ပြီးတော့လက်ရှိပိုင်ရှင်ရဲ့အမီပေါက်ထားတဲ့စာရွက်စာတမ်းလည်းကောင်းမွန်တဲ့နေရာလေးတစ်ခုလည်းဖြစ်တယ်ဗျမျက်နှာလဲအနေနဲ့မြောက်အရက်လည်းဖြစ်ပြီးတော့အုတ်တိုင်းရောတန်ပန်းတကားရောတကယ်ကိုမှခန်းခန်းနာနာထဲဝါနဲ့တီဆောက်ထားပေးတယ်အနီးနာပတ်ဝန်းကျင်မှာလည်းတကယ်ကိုပြင်ဦးလင်မြို့ရဲ့ frame အမြင့်ဆုံးဖြစ်တဲ့အင်ကြီးအိမ်ကောင်းတွေနဲ့ပြည့်နှက်နေတဲ့ပတ်ဝန်းကျင်တစ်ခုလည်းဖြစ်တယ်အဲ့တော့ဒီဂရန်မြေကွက်ကိုခေါ်ဆိုထားတဲ့ဈေးနှုန်းက3800ဖြစ်ပြီးတော့ပိုင်ရှင်နဲ့တိုက်ရိုက်စိတ်ကြိုက်ဈေးညှိနှိုင်းလို့ရပါမယ်ဗျအဲ့တော့ကြည့်ရှုပေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေများစိတ်ဝင်စားတယ်ဆိုရင်စီရုံ Facebook TikTok YouTube channel တွေကနေပြီးတော့မှဆက်သွယ်စုံစမ်းနိုင်ပါတယ်ကြည့်ရှုပေးတဲ့မိတ်ဆွေများနောက်တစ်ခါပြန်ဆုံကြမယ်